အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မျှဝေပေးမယ့်အကြောင်းအရာကအသေးအောင်တော်စီဘူးပျောက်ကင်းအောင်ကုသပြီးသွားတာနဲ့ကိုယ့်ရဲ့အသေးကိုစိတ်ချရပြီလားဆိုတဲ့အကြောင်းအရာကျွန်တော်ပြောပါအဲ့တော့ဒီဦးအားလုံးသိထားတဲ့အတိုင်းပဲကျွန်တော်တို့အသေးအောင်တော်စီဘူးပြီးအလွန်ကိုကျွန်တော်တို့ကပျောက်ကင်းအောင်ကုသဖို့အတွက်အဆင်ပြေလာတယ်လို့ကျွန်တော်တို့ကသတ်မှတ်နေရတယ်နံပါတ်1မှန်ကန်သောဆေးကိုနံပါတ်2တိကျသောကာလအတိုင်းတာတောက်ပြီဆိုရင်95ရာခိုင်နှုန်းကနေ98ရာခိုင်နှုန်းမှာကျွန်တော်တို့ကပျောက်အောင်ကုသပေးနိုင်နေပြီဖြစ်ပါတယ်။ဒါကြောင့်အခုဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာရောကမ္ဘာပေါ်မှာရောအတက်အောင်တော်ပါစီပိုးကိုကုသပြီးလို့ပျောက်ကင်းသွားတဲ့လူနာတွေအများကြီးရှိနေပြီဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကအဲ့ဒါနောက်ပိုင်းမှာကျွန်တော်တို့ပြဿနာတစ်ခုပေါ်လာ။ဘာလဲလို့ပြောရင်စီပိုးပျောက်သွားကုပြီးပြီလား။စီပိုးကုပြီးသွားပြီဇလန်းနေရပြီးသွားပြီလားဆိုတဲ့ကိစ္စဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ဒီနေ့မျှဝေပေးတဲ့ခေါင်းစဉ်ကိုအတက်အောင်တော်စီဖို့လူနာတွေအနေနဲ့ကိုပြန်မေးကြည့်ဖို့ကျွန်တော်ကအကြံပြုလိုပါတယ်။ဟုတ်ပြီ။အဲ့တော့ကိုဘယ်လောက်စိတ်ချရပြီလဲဆိုတာကိုသိနိုင်ဖို့ကစီဖို့ကုပြီးနောက်ပိုင်းမှာအသေးသည်ဘယ်လောက်ထိခိုက်ဒဏ်ရာတွေရပြီးကြံခဲ့သလဲဆိုတာပေါ့ဘူးဒီပါတယ်။အဲ့တော့ကျွန်တော်တို့ကစီဖို့မကုခင်ကလေးကအသေးကဘာမှမဖြစ်ဘူး။အသေးကအရန်ကောင်းတယ်။ဒါဆိုစီဖို့ကုပြီးနောက်ပိုင်းမှာကျွန်တော်အသေး6နိုင်ကြီးတွေအသေးကန်ဆာဖြစ်နိုင်ကြီးတွေကမရှိသလောက်နဲသွားမှာဖြစ်တယ်။ဒါဒီအလွန်ကောင်းတဲ့ဇလန်းဖြစ်ပါတယ်။ဒီ story ပေါ့ဒီ scenario ဒီအလွန်ကောင်းတဲ့ scenario ဖြစ်တယ်။ဒါပေမဲ့အချို့သောလူနာတွေမှာကြာကျွန်တော်တို့ကအသေး6တော့မှစီပိုးရှိမှန်းသိကြတယ်။အဲ့တော့မှစီပိုးကိုစကုကြတာဖြစ်တယ်။နောက်ကျွန်တော်စီပိုးကုလိုက်ပြီးစီပိုးပျောက်သွားပြီဆိုရင်ကျွန်တော်စီပိုးကိုပဲကုပေးလိုက်တာဖြစ်တယ်။ကြံခဲ့တဲ့အသေးမှာအသေး6တာဒီဆက်ရှိနေမှာဖြစ်တဲ့အတွက်ကျွန်တော်တို့မှာနောက်ဆက်တွဲပြဿနာတွေပေါ်မလာအောင်ကာကွယ်ရမယ့်လုပ်ငန်းကြီးတစ်ခုကြံနေပါသေးတယ်။ဒါကြောင့်ကျွန်တော်ခုနကပြောတဲ့မိကွန်းဒီဘယ်ပေါ်မူတည်လဲလို့ပြောရင်ကိုယ့်ရဲ့အသေးဒီဘယ်လောက်ထိခိုက်မှုရှိနေသလဲဆိုတဲ့အချက်ပေါ်မူတည်ပါတယ်။အသေးသာထိခိုက်မှုရှိနေပြီဆိုရင်အချို့လူနာတွေမှာအသေးမာနေပြီဆိုရင်အသေးမချောက်အောင်အသေးကန်ဆာမပြောင်းတတ်နိုင်သမျှကာကွယ်စစ်ဆေးတဲ့နည်းလမ်းတွေအသုံးပြုအောင်အဲ့လိုပဲအသေး6နေပြီဆိုရင်လည်းအသေး6တာတွေပိုဆိုးမလာအောင်အသေးကန်ဆာပြောင်းမသွားအောင်ကျွန်တော်တို့ကစစ်ဆေးစောင့်ကြပ်ပြီးတော့အမြဲတမ်းကာကွယ်နေရမှာအဲ့တော့ဘာတွေပါလာလဲလို့ပြောရင်အကြောင်းအရာတွေမှာစီပိုးအသေး6နေတယ်ကုပြီးတဲ့နောက်ပိုင်းမှာဘလို့အချက်တွေကအသေး6တာကိုပိုဆိုးစေတယ်ဘလို့အကြောင်းအရာတွေပေါ်လာရင်အသေးကန်ဆာပြောင်းသွားနိုင်တယ်လေဆိုတာတွေကိုစဉ်ဆက်မပြတ်စောင့်ကြည့်တဲ့လုပ်ငန်းစဉ်ပါလာမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်စသချင်းမှာပြောခဲ့တဲ့ခေါင်းစဉ်ဖြေရမယ်ဆိုအခုကျွန်တော်ဗီဒီယိုကြည့်နေတယ်အသေးအောင်တော့စီပိုကုပြီးလူနာအားလုံးအနေနဲ့မိမိအသေးဘလောက်ထိခိုက်နေတယ်လဲဆိုတော့သိပြီလားလို့ကိုပြန်မေးကြည့်အေးမသိသေးဘူးဆိုရင်စီပိုကုပြီးသွားပြီမဲ့ကိုယ့်ရဲ့အသေးဒီဘလောက်ထိခိုက်မှုရှိနေလဲဆိုတာသိဖို့လိုတယ်ဒီအချိန်မှာစစ်ဆေးဖို့သိပြီလို့နားလည်ရပါအဲ့လိုစစ်ဆေးလိုက်ပြီးတဲ့နောက်ပိုင်းမှာအသေးထိခိုက်မှုပေါ်မူတည်ပြီးတော့ကျွန်တော်တို့ရဲ့ကုသမှုတွေကာကွယ်မှုတဲ့လုပ်ငန်းစဉ်တွေဒီပွားချတော့ဖြစ်တယ်။အဓိကကအသေး6တာပုံမစိုးဖို့နဲ့အသေးကန်ဆာမပြောင်းဘဲနဲ့တက်တန်းစီနေထိုင်နိုင်ဖို့ဖြစ်ပါတယ်။အဲ့တော့စီပိုးပြောင်းကုနိုင်လိုက်ခြင်းဒီအလွန်ကောင်းမွန်သောကာကွယ်ခြင်းနည်းဖြစ်ပါတယ်။သို့တော့ကြံခဲ့တဲ့အသေးကိုဆက်လက်ကာကွယ်ကုသဖို့လိုနေသေးတယ်ဆိုတဲ့အချက်ကိုကျွန်တော်ဒီနေ့အဓိကပေးချင်တဲ့ message ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ဒီဗီဒီယိုကြည့်နေတဲ့ပရိသတ်တွေထဲမှာအတောင်တော်စီပိုးတာကုပြီးသွားပြီဆိုရင်ကျွန်တော်မေးတဲ့မေးခွန်းပြန်လေမေးကြည့်ပါမစစ်ဆေးရသေးဒီနေ့ပဲစစ်ဆေးပါဆက်လက်ပြီးတော့ကာကွယ်ကုသရမယ်လုပ်ငန်းစဉ်ကြံနေသေးတယ်ဆိုတာကိုကျွန်တော်ကညှောက်ဝေပေးတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကြည့်ပြီးရရှိသွားတဲ့အသိနဲ့မိမိရဲ့အသေးကိုစောင့်ရှောက်နိုင်ကြပါစေ